2020ဒီချက် mass အချိန်လေးမှာလုပ်မယ် activity လေးမှာလုပ်တဲ့ display လေးကိုပြောပြမှာပါဒီချက်အင်ကြီးကြလို့ရှိရင် color mixing လေးတင်မယ် color mixing လေးကဘာလေးလဲဆိုတော့ဒီချက်ကိုအဲ့အတွက်ကို crayon လေးလိုမယ်နောက်ပြီးတော့ paper လေးလိုမယ်အဲ့ဒါမှမဟုတ်ဘူး paint ရှိရဲဆိုလို့ရှိရင်တော့ဒီချက်ကိုblue ရယ် red ရယ် white ရယ် black ရယ်ဒီ color လေးခုရယ်နောက်ပြီးတော့plastic cup လေးကဖြစ်နိုင်တယ်ဆိုဒီချက်ကိုများများလေးပေါ့နော်6ခွက်ရရဲ9ခွက်ရရဲဒီချက်ကိုများများလေးစုပေးထားပါနောက်ပြီးတော့စွန်းလေးရယ်နောက်ရေဘူးတစ်ဘူးပြီးတော့ဘုံအလွယ်လေးတစ်ခုလောက်ဒီချက်ကိုယူပေးထားပါလာမယ်Sunday အတန်းမှာကြာလို့ရှိရင်ဒီချက်လုံးပဲ color mixing လေးအတွက်လုပ်လို့ပါ Okay အဲ့ဆိုလို့ရှိရင်ဒီချက်ကိုsee you on Sunday bye children